အရှင်ဖေယယဟန်တော်တွေတန်ခါဒိဋ္ဌိအာဘတ်သိရင်ဘယ်လိုကုစားရပါသလဲဖေယတဲ့အာဘတ်ခုနှစ်ပုံမှာပါရာဇိကအာဘတ်ပြီးရင်တန်ခါဒိဋ္ဌိအာဘတ်ကအမြင့်ဆုံးဖြစ်ပါတယ်တန်ခါဒိဋ္ဌိအာဘတ်သည်ကုစားလို့ရတာမှန်တော်လဲပဲကုစားရတာခက်ပါတယ်ယဟန်တစ်ပါးဟာတန်ခါဒိဋ္ဌိအာဘတ်သိပြီဆိုရင်အဲ့ဒီသိတဲ့နေ့မှာပဲတခြားယဟန်ရဲ့ဓမ္မဖွင့်ဟလျှောက်ထားရမှာဖြစ်ပါတယ်ဖွင့်ဟလျှောက်ထားခြင်းမရှိဘဲအရုံတက်တဲ့အထိနေမိပဲဆိုရင်တရက်ဖုံးလွှမ်းသွားပြီဖြစ်တဲ့အတွက်ဖုံးလွှမ်းသည့်ရက်လနှစ်နဲ့အမျှပရိဝတ်စောက်တည်ရမှာဖြစ်ပါတယ်ပရိဝတ်စောက်တည်တဲ့နေရာမှာအ ਨੇ ဆုံးတန်ခါ၄ပါးဖြင့်သိဝင်ပြီးယတ္တိစရုထကာမဝါစာကိုရွတ်ဖက်၍တန်ခါဒိဋ္ဌိအာဘတ်တင့်နေတဲ့ကိုယ်တော်ကိုဝတ်ပေးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာတင်ရောက်သည့်အာဘတ်အမျိုးအစားနဲ့ဖုံးလွှမ်းသည့်ညင့်အရေအတွက်တို့ကိုလျှောက်ထားပြီးတော့ပရိဝတ်စောက်တည်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာတန်ခါမျက်နှိုးဖို့အတွက်6ရက်မြမာနဲ့ကျင့်ပြီးတန်ခါ20နဲ့တင်ဝင်၍အပ္ပံသွင်းရမှာဖြစ်ပါတယ်ဒါဟာတန်ခါဒိဋ္ဌိအာဘတ်ကိုကုစားတဲ့နည်းပဲဖြစ်ပါတယ်